ဒီနေ့ကျွန်တော်လက်စောကြီးထားပြီးတော့တောင်ပြုံးပွဲချိုးရတော့တုံးပွဲကိုသွားမှာဖြစ်ပါတယ်ချိုးရတော့တုံးပွဲကပုံမှန်နေ့တွေထက်ကားတွေရမ်းချက်ပြီးဝင်ရခတ်တာမလို့မနက်စောကြီးထားပြီးအစ်ချင်မှုလူယုံနဲ့လိုက်တော့ပါလေပွဲကိုတိမ်မြောက်ဖြစ်တဲ့သူတွေကြည့်လို့အဆင်ပြေအောင်ကျန်တာတွေကအတမဖြောက်ပဲဒီတိုင်းပဲတင်ပေးလိုက်ပါတယ်ဗျမေကတော့နောက်ကျမှဆူလို့တားပါနှစ်ယောက်လုံးကိုနှစ်ဆောင်မကြည့်ပဲပွဲကိုရောက်သွားလို့နောက်ကနေနှစ်ယောက်ပေါင်းပြီးလိုက်ပါပြီလေမစားသေးအဲ့လေမော်နီပြေးပါစားသူတို့ပြေးမှာပါလက်ဆောင်စားပဲကဲရှေ့မှာချွေးတော့သုံးမဲ့နေရာကိုရောက်ပြီအိုးလေလူစီอ่ะလူစီကြတော့ဟလာပွဲထဲမှာကိုပြောနဲ့သူများရ